ငိုရမှာလားရေရမှာလားအောင်မင်္ဂလာအသင်းအားလုံးပဲမင်္ဂလာပါ Daily Table Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေအာဆနယ်လို့ပြောလိုက်ရင်ပရိသတ်ကြီးအယောက်90ပြင်းမြင့်မိကြတာကဒုတိယလူစီသူလွင်အသင်းဖြစ်ပြီးတော့နောက်ထပ်90ပြင်းမြင့်မိကြတာကတော့တောင်းကံပေါ်ဖြစ်ပါတယ်အာဆနယ်ကလည်းဒီလိုဖြစ်ရလောက်တဲ့အထိ Open Play ကနေဂိုးမသွင်းတတ်တော့ပဲတောက်လျှောက်ရုန်းကန်နေခဲ့ရပါတယ်ပြီးခဲ့တဲ့ရာသီကလေးကဒီလိုနီးလန်းနဲ့ပြိုင်ဘက်တွေကိုအနိုင်ယူနေတဲ့အာဆနယ်ဟာဒီရာသီမှာလည်းဒီလိုဂိုးသွင်းဖို့ရုပ်ပြတ်ဆင်းပြတ်စူးစမ်းလာတဲ့အခါမှာတော့မနှောပြတ်နေကြတဲ့16သင်းပရိသတ်တွေကအောင်မင်္ဂလာအသင်းရဲ့လို့တညီတညွတ်နာမည်ပေးလိုက်ကြပါတယ်ဒီတစ်ပတ်မှာလည်းအာဆနယ်ဟာနောက်ထပ်နိုင်ပွဲတစ်ပွဲကိုတောင်းကန်ဘောကနေသွင်းယူခဲ့ပြီးတော့စံကြီးတစ်ခုတင်နိုင်ခဲ့ပါတယ်ဒီတစ်ပတ်မှာအာဆနယ်ကနျူကာဆယ်အသင်းကိုအမ်မရီမှာရှင်ပြိုင်ကစားခဲ့ပါတယ်နျူကာဆယ်ဟာဒီရာသီမှာရလက်ဆိုးရီနဲ့ရုန်းကန်နေရတဲ့အသင်းဆိုပေမဲ့အာဆနယ်ကအခွင့်ကောင်းမယူနိုင်ခဲ့ပါဘူးအာဆနယ်ကမန်စီးတီးနဲ့ရမတ်တူ6 ကွာခြားချက်တူနေတော့ပွဲတိုင်းနိုင်ပွဲရဖို့လိုအပ်နေတဲ့အပြင်တိုက်စစ်ကလည်းဂိုးရရသလောက်သွင်းနိုင်ဖို့ရည်ကြီးပါတယ်ဒီလိုဆိုရင်တော့အာဒီတာကတော့တကိုးရရင်ပိတ်ကစားဖို့စူးစမ်းနေတော့ဖြစ်ပြီးတော့တသင်းလုံးကနောက်ပြန်ပေးနေချိန်ကုန်နေကြပါတယ်အသင်းကောင်းဆောင်အိုဒီဂတ်ရဲ့ဦးဆောင်မှုနဲ့ခြေစွမ်းကလည်းတပွဲထက်တပွဲနှုံချလာပြီးတော့ချန်ပီယံလောင်းအသင်းဆိုတာဟုတ်မဟုတ်ရဲ့လားလို့တော့တန်တရားရှိလာရပါတယ်။အာဆနယ်အတွက်တလုံးသောနိုင်ကိုပွဲချိန်9မိနစ်မှာရရှိခဲ့တဲ့တောင်းကန်ဘောကနေအက်ဘရချေယာဈေးကသွင်းယူပေးခဲ့ပြီးတော့1စီးနဲ့ပဲပြီးဆုံးခဲ့ရပါတယ်။အာဆနယ်ဒီယာဒီမှာတောင်းကန်ဘောကနေသွင်းကိုရတာ19ဂိုးတောင်ရှိလာခဲ့ပါပြီ။ဒါဟာအသင်းအတွက်တရားဒီတွင်တောင်းကန်ဘောကနေသွင်းကိုများဆုံးရယူနိုင်ခဲ့ခြင်းဖြစ်တာကြောင့်စံချိန်တစ်ခုရေးထိုးနိုင်ခဲ့ပါတယ်။ဒီစံချိန်ကြောင့်အာဆနယ်အောင်မင်္ဂလာအသင်းဆိုတဲ့နာမည်ကလည်းပုံမခိုင်မာသွားခဲ့ပြီးတော့ပရိသတ်တွေကငိုရမလို့ရေရမလို့ဖြစ်လာရပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။